အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာကျတော့ GED ကိုလင်းမြန်စွာနဲ့ထိရောက်စွာဘယ်လိုလေ့လာမလဲဆိုရက်နည်းလမ်းလေးတွေကိုအာပြောပြတော့မှာဖြစ်တယ်ပေါ့နော်။ဘာကြောင့်မလို့လဲဆိုရင် GED ကျောင်းသူကျောင်းသားတွေအများကျတော့ GED ကိုအလင်းမြန်လေ့လာချင်တယ်ပြီးမှအလင်းမြန်ဖြေချင်တယ်အောင်ချင်တယ်ပေါ့နော်။အဲ့တော့လေ့လာလို့ရလားဘယ်လိုလေ့လာရမလဲပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေးတွေကိုအာပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့ GED ကိုပေါ့နော်အလင်းအမြန်လေ့လာလို့ရလားပေါ့နော် Can you really study GED fast အဖြေကတော့ရပါတယ်ပေါ့နော်အနည်းဆုံး3လ6လလောက်တော့ပေးရမှာပေါ့နော်အဲ့တော့ဆိုရင်လေ့လာလို့ရတယ်ဒါပေမဲ့လည်းနီလန်းမှန်ဖို့လိုတယ်နော်နီလန်းမှန်ဖို့လိုတယ်ဆိုတော့အဲ့ဒီနီလန်းလေးကိုပြောပြတော့မှာဖြစ်ပါတယ်နံပါတ်1ကကျတော့ you have to focus on key topics နော်အရေးကြီးတဲ့topic တွေကိုပဲဦးစားပေးမှလေ့လာရမယ်နော် don't try to learn everything နော်အရာရာတိုင်းကိုလိုက်ပြီးမှလေ့လာစရာမလိုဘူးเนาะဘာကြောင့်လဲဆိုရင် most student waste time on things won't appear in the test ဘာကြောင့်လဲဆို GED ကျောင်းသူကျောင်းသားတွေအများကျတော့ဒီမျိုးလေ့လာတယ်အများကြီးလေ့လာတယ်ဒါပေမဲ့မိကုန်းမှာမပါလာတဲ့အရာတွေလည်းအများကြီးရှိဘူးเนาะဒါတော့ GED ကျောင်းသားကျောင်းသူတိုင်းကကြုံတွေ့နေရတဲ့အရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့GED လေ့လာတဲ့အချိန်မှာအရေးကြီးဆုံး topic တွေကိုပဲလေ့လာဖို့ရန်အတွက်အရန်ကိုအရေးကြီးတယ်ပေါ့နော်ပြီးရင်ဘယ် topic တွေလဲเนาะအဲ့ဒါတွေကိုနောက် video တွေမှာလုပ်ပြမယ်ပေါ့နော်ဒီထဲမှာလည်းရှိတယ်ပေါ့နော် okay ဆိုတော့အရန်အရေးကြီးတယ်ကိုဒီချီတီမှာပါဝင်နိုင်မဲ့ topic တွေပေါ့နော်အရေးကြီးတဲ့ topic တွေကိုပဲလေ့လာရမှာဒါတော့နံပါတ်1ဖြစ်ရပါတော့ပြီးမှ study method เนาะဘယ်လို study လုပ်မလဲ The best study method is step 1 take a practice test find your weak subjects don't guess your level ဆိုတော့ပထမဦးဆုံးအနေနဲ့ practice test အရင်ဖြေရမယ်ပေါ့နော် practice test ဘာကြောင့် practice test ကိုဖြေရလဲ practice test ကိုအာဖြေတယ်ဆိုတာကျတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုရှာတာပေါ့နော်ကိုယ့်ရဲ့အားနည်းချက်တို့မို့ကိုအားနည်းနေတဲ့ subject ဘာသာပေါ့နော်ဘယ်ဘာသာမှာကိုအားနည်းနေရလဲအဲ့ဒီဘာသာမှာကိုကပိုပြီးမှအချိန်ပေးရမှာဖြစ်ပါတယ်နော်ပြီး practice test ကိုဖြေလိုက်ချိန်မှာကိုယ့်ရဲ့ level ဘယ်လောက်လဲဆိုတော့ကိုလည်းသိသွားနိုင်တယ်နော်အာဒါလည်းအရန်ကိုအရေးကြီးတယ်ပေါ့နော်ကိုအားနည်းနေတဲ့နေရာမှာပိုပြီးမှကိုအားနည်းနေတဲ့ဘာသာကိုအားနည်းနေတဲ့နေရာကိုသိရဆိုရင်အဲ့ဒီနေရာမှာကိုကတွားလေးလာလိုက်မယ်ဆိုရင်ပိုပြီးမှ ready ဖြစ်သွားနိုင်တယ်ပေါ့နော် step 2 focus on weak areas only if math is weak spend 60% time there don't waste time on what you already know เนาะဆိုလိုချင်တာကကျတော့ကိုက practice test လုပ်ပြီးမှဖြေပြီးမှကိုယ့်ရဲ့အားနည်းတဲ့ဘာသာကိုယ့်ရဲ့အားနည်းချက်တွေကိုတည်သွားပြီဆိုရင်အဲ့ဒီနေရာပေါ်မှာအချိန်များများအာလေ့လာရမယ်ပေါ့နော်အချိန်များ60%တင်ချာမှာအားနည်းနေတယ်ဆိုတင်ချာမှာပိုပြီးမှအချိန်များအာအချိန်များသုံးပေးရမယ်ကိုတည်တဲ့ဘာသာတွေပေါ်မှာအများကြီးပြန်မှလေ့လာဆရာမလို့ပေါ့နော်don't waste your time on what you already know อืมဒါပေမဲ့တင်ချာမြန်မာနိုင်ငံကျောင်းသူကျောင်းသားတွေတင်ချာကျတော့အားတာတယ်ဆိုတော့လေတင်ချာကိုတော့နောက်မှလေ့လာလဲရတယ်ပေါ့နော်အာ social study တို့ RLE တို့ကိုအရင်ပိုဦးစားပေးမှလေ့လာတာတော့ပိုကောင်းတယ်ပေါ့နော် Step 3ကကျတော့ use active learning do question not just reading practice watch videos practicing is greater than watching videos ဆိုတော့ active learning ကဘာဆိုလို့ရှင်းတာလဲဆိုရင်ဖြတ်ထွန်းဉာဏ်ကိုတုံးခြင်းဖြစ်တယ်ပေါ့နော် memorization ပဲမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင် GED ကကျတော့အလွတ်ကျက်တာထက်ဖြတ်ထွန်းဉာဏ်ကိုတုံးတာပိုပြီးမှတုံးရတယ်ပေါ့ဖြတ်ထွန်းဉာဏ်ပိုပြီးမှတုံးရတယ်။အလွတ်ကျက်ဆရာတခါစပကြောင့်လို့ဆိုရင်အဖြေတွေကစာပိုက်ထဲမှာပါတယ်။အဲ့တော့အဖြေတွေကိုရှာနိုင်ရမယ်။အဖြေတွေကိုရှာနိုင်ဖို့အတွက်ကိုယ်ကမေးခွန်းတွေရှိရမယ်။ဒီစာပိုက်ကဘာကိုဆိုလို့ရှင်းတာလဲ။ဒီစာရေးဆရာကဒီစကားလုံးကိုဘာကြောင့်တုံးတာလဲ။ဒီစကားလုံးတုံးတဲ့ချိန်မှာသူ့ရဲ့ရွေချက်ပါတယ်။ဒါဆိုရင်ဒီစကားလုံးတုံးတဲ့ဒီအဖြေကဘယ်မှာရှိလဲ။ဘာကြောင့်ဘာကြောင့်ဒီလိုရေးရလဲ။ဘာကြောင့်ဒီဥစ္စာအရင်ပြဒီ information ကိုပေးတာ။ဘာကြောင့်ဒီ information ကိုမပေးတာလဲ။အဲ့လိုမျိုးမေးခွန်းတွေထုတ်ပြီးမှပေါ့နော်။ကိုယ့်ရဲ့ဖြတ်ထွန်းဉာဏ်ကိုတုံးမှ idea လေးတွေကို link connect လုပ်ပေးရမယ်ပေါ့နော် connect လုပ်နိုင်ရမယ်ပေါ့နော်အဲ့ဒါတော့ active learning ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်နိုင်ဖို့ရန်အတွက်အများကြီး practice ရမယ် reading comprehension အများကြီး practice လေ့ကျင့်ရမယ်ပေါ့နော်
များများဖတ်ရမယ်ပေါ့ RLE မှာရဖတ်ရမယ် social study မှာဖတ်ရမယ်သိပ္ပံမှာရဖတ်ရမယ်ပေါ့နော်ဖတ်ပြီးမှလက်ကျင့်ရမယ်ဗီဒီယိုလေးတွေကြည့်ရတဲ့ပေါ့နော်လက်ကျင့်တာများများလုပ်ပေးရမယ်ပေါ့နော်ပြီးမှ number 4 step 4 study daily even short time 1 or 2 hours daily is enough if focus နေ့တိုင်းလေးလာရမယ်ပေါ့နော်နေ့တိုင်းအချိန်များများတုံးပေးရမယ်ဒီမှာတော့1 or 2 hour လဲရတယ်ဒါပေမဲ့လည်းအလင်းအမြန်ပြီးချင်တယ်ဖြည့်ချင်တယ်ဆိုရင်တော့အနည်းဆုံးတစ်နေ့မှာတော့4 နာရီ5 နာရီလောက်တော့တင်နေရမယ်ပေါ့နော်အချိန်ပေးရမယ်ပေါ့နော်တနေ့ကုန်အားရဆိုတနေ့ကုန်တင်တော့ပူကောင်းတယ်ပေါ့နော်အာအဲ့လိုမျိုးအချိန်များများပေးရမယ်ပေါ့နော်ဆရာနဲ့လေ့လာလဲရတယ်တော့မို့ကို self study လေးလုပ်ရတယ်ပေါ့နော်အချိန်များများပေးရမှာဖြစ်ပါတယ် important topic to focus on so ဒီနားလေးမှာဘယ် topic တွေ focus ရမလဲဆိုတော့အနေငယ်အာပြောပြတော့မယ်ပေါ့နော်နောက် video တွေမှာကျတော့ဘာသာတစ်ခုချင်းစီရဲ့ topic တွေကို detail အနေနဲ့ရှင်းပြတော့မယ်ပေါ့နော်ပိုပြီးမှဘယ်ဒီဘာသာမှာဘယ် topic တွေဘယ် subject တွေပါတယ်လဲဆိုတော့ပိုပြီးမှအသေးစိတ်ပြောပြတော့မယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့အာအဲ့ဒါတွေကိုသိချင်နေဆိုရင်ဒီ channel လေးကို subscribe ထားပြီးပေါ့နော် Okay တင်ချာမှာတော့ fraction တို့ percentage တို့ပါတယ်ပေါ့နော်ဒါတွေကိုနားလည်ရမယ်ပြီးမှ algebra basic ပေါ့နော် algebra လည်းသိရမယ်ပေါ့နော်ပြီးမှ word problem word problem တော့နည်းခက်တယ်မြန်မာနိုင်ငံကျောင်းသူကျောင်းသားတွေတက်ဘာကြောင့်မလို့လဲဆိုရင်တော့ English စကားလုံးသုံးနေဆိုလေ vocabulary တခါကိုမသိလို့ရှိရင်လည်းနည်းနည်းလေးကြောင်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘယ်လိုဖြေရမလဲဆိုတာတွေကိုအာနောက်ပိုင်းမှာရှင်းပြမယ်ပေါ့နော်နောက် video တက်လုပ်ပေးမယ်ဒါပေမဲ့တင်ချာတော့မြန်မာနိုင်ငံကျောင်းသူကျောင်းသားတွေတင်ချာတော့ကျွမ်းကျင်တယ်လေဆိုတော့တခြားဘာသာတွေပဲပိုပြီးမှဦးစားပေးခုကောင်းတယ်ပေါ့နော်အားပေးချင်တယ်တခြားဘာသာတွေကိုအရင်ပိုပြီးမှလှုပ်ဖို့ရန်အတွက်အားပေးချင်ပါတယ် ROA မှာကျတော့အဓိက main idea ပါလဲ supporting detail ကဘာလဲဆိုတော့သိရမယ်ပြီးသူတို့နှစ်ယောက်လည်းခွဲခြားတတ်ရမယ်နော် main idea နဲ့ supporting detail လည်းခွဲခြားတတ်ရမယ်ပြီးမှ reading comprehension အရင်ကိုအရေးကြီးရပေါ့နော်ဒါကတော့ဒီဘာသာသုံးခုစလုံးအတွက်ပေါ့နော်တင်ချာအတွက်လည်းအရေးကြီးပေါ့နော်အထူးသဖြင့် word problem လောက်ရတော့မှာဆိုလေနော်ဆိုတော့ reading comprehension လည်းအရင်ကိုအရေးကြီးတယ်ပြီးမှ essay writing တော့ essay လည်းရေးရမယ်ဆိုတော့လေ essay အလျင်မြန်ဆိုတော့ဘယ်လိုရေးရမလဲပေါ့နော်အဲ့ဒီအရာနဲ့သက်ဆိုင်တဲ့ video လေးလည်းနောက်ထပ်လုပ်ပေးမယ် social study မှာကျတော့ history basic ဆိုတာ American ရဲ့ history ပေါ့နော် American သမိုင်းပေါ့ပြီးမှ government American ရဲ့အစိုးရစနစ်ပေါ့နော်ပြီးမှ reading passage ကတော့ reading comprehension နဲ့ main idea နဲ့ဆင်တယ်ပေါ့နော်ဆိုတော့ social study မှာလည်းသူ passage တွေအများကြီးပေးတယ် passages တွေအများကြီးပေးတယ်အဲ့ဒါတွေကိုဖတ်ပြီးမှအဖြေအဲ့ဒီထဲမှာရှာရမယ်ပေါ့နော်science မှာဆိုရင် graph နဲ့ data တွေကိုဖတ်တတ်ရမယ်ပေါ့နော်ပြီးမှ biology နဲ့ physics concept တွေကိုနားလည်ထားရမယ်ကျွမ်းကျင်ထားရမယ်ပေါ့နော် so you don't need to be smart to pass GED you need the right strategy နော်ဆိုတော့တင်လဲဖြေနိုင်တယ် GED ကိုလေအလင်းအမြန်ဖြေနိုင်တယ်ပေါ့နော်အရင်ကြီး smart ဖြစ်နေချင်မလို့ဘူးဒါပေမဲ့လည်းနိုင်ငံနဲ့နည်းလမ်းတော့လိုအပ်တယ်ပေါ့နော်if you need more guidance you can start with me နော်ဆိုတော့ပိုပြီးမှguidance လိုအပ်တယ်ဆိုရင်ဆရာနဲ့လေ့လာလို့ရတယ်ဆရာဆက်သွယ်လာလို့ရတယ်ပေါ့နော် okay ဆိုတော့ခုလိုဒီ video လေးကိုပြီးအောင်ကြည့်ပေးကြမလို့ကျေးဇူးတင်တယ်နောက်ထပ်ဒီလိုမျိုး video တွေအများကြီးထပ်ပြီးမှတင်ပေးမယ်ပေါ့နော်ဒါကြောင့်မလို့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော်ပြီးမှဒီ video လေးလည်း like and share လုပ်ပေးပါဦးနော် okay ဒါဆိုရင်နောက် video မှာထပ်ကြအောင်